ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်ဘာလို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆိုင်ရဲ့ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်ဘာလို့လဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆိုင်ရဲ့တိုင်းပြည်ကျိုးစွန်ခဲ့တဲ့များစာနေတွေလွတ်လပ်ဖို့တို့များကိုပြုံးတွင်မှာကဲတို့မြမာတွေသုံးမိုးဖို့မျှော်ကြကြလို့ပေါ်လာတယ်နေမျိုးသားကြီးဓမ္မကြီးလက်ယုံဓမ္မနိုင်ငံလုံးဒီမော်လေစိတ်အားတန်တန်မန်းကိုမလျှော့တဲ့ငါတို့လူမျိုးတကူရှိဖို့သူရဲ့ကောင်းတွေစုံကြီးတယ်တကယ်မင်းသရောမဟာကလူလာနဲ့စွမ်းတတ်တီရာဇဝင်ပြောင်း